တကယ်ပဲအသားနည်းနည်းထပ်တိုးလာနိုင်တာပဲအဖွဲ့သားတွေလည်းကယ်လိုရီစားသုံးမှုကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေကြတာပဲလောလောဆယ်တော့သတိပေးစည်းမျဉ်းကိုကြော်လွန်ဖို့ဝေးပါသေးတယ်ကျွန်တော်စိတ်ထဲမှာတွက်ချက်ပြီးသားပါရှက်ရချမ်းကလည်းနောက်ထပ်လဲရစိုက်ပျိုးရေးထွက်ကုန်တွေကိုထပ်ဖြည့်ပေးတယ်ရှက်ရချမ်းကကျွန်တော်ပျော်ပျော်ရွှင်ရွှင်စားနေတာကိုကြည့်ပြီးသူကိုယ်တိုင်လည်းလိုက်ပြီးအများကြီးပိုစားတယ်ညမောင်လာလေးသူကကျွန်တော်နဲ့တမီတာကြော်ပဲဝေးတဲ့ဂရင်ပေါ်မှာလဲနေပြီးသူ့ကိုယ်ပေါ်ကအပူချိန်ကပုံမှန်ထက်ပိုမြင့်နေတယ်လို့ပဲစိတ်ခံစားချက်တွေကလည်းလိုက်ပြီးတော့တုံးလုံးချောက်ချလိုက်ရတယ်မကြသေးခင်ကအချမ်းရဲ့ပုံစံကလွန်ခဲ့တဲ့နှစ်တွေကအတိတ်ကအကြောင်းအရာအလုံးကိုတကယ်ပဲမေ့သွားခဲ့တဲ့ပုံစံမျိုးနဲ့တူလုံးနေတဲ့တမင်သက်သက်ဟန်ဆောင်ပြီးတရုပ်ဆောင်နေတာမျိုးနဲ့မတူဘူးဒီလိုမျိုးသူစိမ့်ဆန်ပြီးအေးဆက်နေတဲ့ပုံစံကဒီလောက်ကြာကြီးဟန်ဆောင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တယ်လို့ဒီလောက်လဲစစ်မှန်နေမှမဟုတ်ဘူးရှက်ရချမ်းရဲ့အတွေ့တွေကအသက်20မတိုင်ခင်အချိန်တွေကိုမတိစိတ်ကနေပြန်လည်ရောက်ရှိသွားခဲ့တဲ့အဲ့ဒီငယ်ရွယ်နှုတ်ပြိုတဲ့ကာလတွေစီကိုပြန်ရောက်သွားပြီးအဲ့ဒီတုန်းကလေးကငြိမ်သက်ချောက်တွေ့သွားခဲ့ပြီးဖြစ်တဲ့တန်ရောစင်တွေကသတိလစ်မမျောနေပြီးနောက်ပိုင်းသူ့ကိုရင်ဆိုင်ရတဲ့အခါမှာတော့တိတ်တဆိတ်ပြန်လဲနှိုးထလာခဲ့ရတယ်အဲ့ဒီလှူရှားရုပ်ကန်ကျင်နေတဲ့နှလုံးသားကနောက်တစ်ချိန်ပြန်လဲပူနွေးတောက်လောင်လာပြန်တယ်ဒါပေမဲ့သူ့နှလုံးသားတွေကကြောက်ကြရက်ဖြစ်မှုတွေကိုကျွန်တော်ကဘယ်လိုလုပ်ပြီးခံမနိုင်ပါလဲအစားပိုင်းမှာတော့ကျွန်တော်ကသူနဲ့အခန်းတစ်ခန်းထဲမှာအတူတူနေပြီးကရင်တစ်ခုထဲမှာအတူအိပ်ရမှာကိုညှင်းဆန်ခဲ့တာပါဒီရက်တစ်ပတ်အနေငယ်အတွင်းအတူတူဖြတ်တန်းခဲ့ပြီးနောက်မှာတော့ကျွန်တော်လည်းတဖြည်းဖြည်းတေချာသွားခဲ့ပါပြီရှက်ရချမ်းက UN ထန်းထန်းနဲ့ကျွန်တော်ကိုအဆက်အသွယ်မလုပ်စေချင်ရုံတက်ပါပဲကျွန်တော်ရဲ့ဘေးကင်းလုံခြုံရေးကိုပဲတစ်သက်လုံးစိတ်ပူပေးနေခဲ့တာဒါတွေအပြင်တခြားကိစ္စတွေမှာတော့သူကတခြားစိတ်ကူးမျိုးရှိပုံမပေါ်ပါဘူးဒီလိုမျိုးအာဟာရပြေဝတဲ့ရက်တွေကိုတစ်ပတ်လောက်ဖြတ်တန်းပြီးတဲ့နောက်မှာတော့ကျွန်တော်ကနေတိုင်းအများကြီးစားခဲ့တဲ့အတွက်ကြောင့်ကိုလေးချိန်ကတိတိတတ်တာကိုတက်လာခဲ့တယ်မူလကအနှဲငယ်ပိန်ပါတဲ့လက်မောင်းနဲ့ခြေထောက်တွေမှာတော့အသားစုလေးတွေထွက်လာတယ်လို့မျိုးဖြစ်လာခဲ့ရတယ်တရက်မှာတော့မနက်ခင်းကျွန်တော်ခြေပြားလေးထောက်ပြီးကိုလေးချိန်တိုင်းဆက်ပေါ်တက်လိုက်တယ်အကလေးက110စင်တီမီတာပေါင်မာငိမ့်သက်စွာရက်တန့်သွားတာကိုမြင်တော့နှက်ခမ်းတောင်လေးတွေကွေးညွတ်ပြီးမပြုံးမဲ့မနေနိုင်တော့ဘူးမှန်တဲ့ကကိုဘဲပြန်ညာပြန်ကြည့်နေမိတယ်ဒါပေမဲ့ကျွန်တော်နဲ့အတူတိုးတက်ပြောင်းလဲလာတဲ့ရှင်ရချမ်းရဲ့ခန္ဓာကိုယ်ထဲမှာတော့တိတ်တဆိတ်လောင်မြိုက်နေတဲ့မိတော့တစ်ခုရှိနေခဲ့တယ်အစပိုင်းမှာတော့ညဘက်တွေမှာဟိုလက်ဒီလက်နဲ့အိတ်မပြော်ရုံမျှတာပေါ့ပြီးတော့လေသူ့ခန္ဓာကိုယ်ကအားနီဒါမှမဟုတ်ပဲနောက်ပိုင်းမှာတော့ဒါဟာတဖြည်းဖြည်းနဲ့မတိမတာညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်လာခဲ့တယ်သူကတကောင်ရံချိန်တွေမှာရုတ်တရက်နိုးလာတတ်ပြီးမိမိနဲ့အလင်းရောင်ကိုအမိပြုလို့ဘေးနားမှာနှစ်ချိုက်စွာအိပ်ပျော်နေတဲ့ဂျနီရာကိုငြိမ်သက်စွာစိုက်ကြည့်နေမိတတ်တယ်ဂျနီရာကတော့ဒါကိုလုံးဝသတိမထားမိခဲ့ပါဘူးဒီလိုမျိုးလုံးဝယုံကြည်စိတ်ချစွာအိပ်ပျော်နေတဲ့ဂျနီရာရဲ့ပုံစံကိုကြည့်ပြီးသူ့ရင်ထဲကအဲ့ဒီလိုပူလောင်လှုပ်ရှားနေတဲ့မိတောက်တွေဟာနောက်ဆုံးတော့လေတက်ပြင်းချယုံကလာအဲ့လိုဘာမှမတတ်နိုင်တော့ပါဘူးထားလိုက်ပါတော့ဖြည်းဖြည်းချင်းပဲသွားရမှာပေါ့သူကနှစ်ချိုက်စွာအိပ်ပျော်နေတဲ့ကျွန်တော်ကိုလည်းနှိုးဖို့မရက်ဆက်တယ်လို့ရေးရေးချိုးပြီးကိုအတင်းကျပ်ထိန်းချုပ်ဖို့လည်းအလိုမရှိဘူးပို့ပြီးတော့လည်းကျွန်တော်ကိုဖွင့်ရှင်းပြဖို့မပြောနိုင်ရှာဘူးနောက်ထပ်ညတညပေါ်ရင်းနှီးနေတဲ့အဲ့ဒီလိုပူလောင်မှုတွေကပြန်လည်ရောက်ရှိလာပြီးအရင်ကထက်ပိုမိုနှဆိုင်လို့နေတဲ့ရှင်ရချမ်းရဲ့နဖူးပြင်မှာချွေးစေးတွေပြန်လာခဲ့တယ်သူကဆောင်းကိုအသားရဖဲလိုက်ပြီးတော့ကိုယူကလက်မှာခတ်ထားတဲ့တန်ကြိုးကိုဖြုတ်လိုက်တယ်ဂျနီလာကတော့မူးဝေဝေနဲ့အလဲခေါင်ကိုလှိမ့်ဝင်သွားပြီးသူ့ရဲ့လက်မောင်းသားရည်နဲ့ကပ်မိသွားတယ်သူကတော့ထွက်ပြေးတယ်လို့မျိုးရေချိုးခန်းထဲကိုပြေးဝင်သွားတော့တာပဲမိမိရင်ထဲကအဲ့ဒီလိုထူးဆန်းတဲ့အတွေ့တွေကိုစေကြောပစ်ချင်နေပုံရတယ်ကျွန်တော်မနဲ့နိုးလာတဲ့အချိန်မှာတော့မင်းညကဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာလုံးဝမသိရှိခဲ့ပါဘူးထုံးစံအတိုင်းပဲအိယာကထအောက်ထပ်ဆင်းပြီးထမင်းစားတဲ့ရှင်ရချမ်းကနေ့စဉ်နဲ့အမျှကျမ်းမာရှင်လန်းလာတဲ့ကျွန်တော်ရဲ့မျက်နှာအတွင်းပြင်ကိုကြည့်ပြီးရင်ထဲမှာအတိုင်းမသိဝမ်းသာနေမိတယ်ရှင်ရချမ်းအိမ်မှာနေရတာပြင်းစရာကြီးနော်အပြင်ထွက်ချင်တယ်ပြီးတော့ကျွန်တော်အလုပ်တစ်ခုလုပ်ချင်တယ်အခုလိုနေတိုင်းမင်းအိမ်မှာပဲနေရတာကလည်းရေရှည်အတွက်မကောင်းဘူးလေရှက်အန်းချန်ကကျွန်တော်ကိုဒီလိုမျိုးပြောတာကိုကြားတော့မရေပဲမနေနိုင်တော့ဘူးအာချန်ကတော့အရင်တိုင်းပါပဲနော်ရက်ဆက်လာရင်ကိုတောင်ပြန်ဆဲတာမင်းကျွန်တော်ကိုအပြင်မထွက်စေချင်ဘူးဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့အိမ်ထဲမှာတင်ကျွန်တော်ယူတော့မယ်ကျွန်တော်ကမိမတစ်ယောက်အတွက်နဲ့အသက်ရှင်မလို့တေးမလို့ဖြစ်နေတဲ့ချောင်ချံမဟုတ်တော့ပါဘူးကျွန်တော်ကအသက်20အရွယ်စူးစမ်းခြင်းစိတ်ရှိပြီးတက်ကြွဖြစ်လက်တဲ့ချောင်ချံမှာကျွန်တော်အလုပ်တစ်ခုလုပ်ချင်တယ်ဘလို့အလုပ်ပဲဖြစ်ရပါတယ်မတက်သေးရင်လည်းဖြည်းဖြည်းချင်းတင်ယူပါမယ်မင်းရဲ့ကျွေးမွေးဆောင်ရှောက်မှုကိုပဲခံယူပြီးဒီအိမ်ထဲမှာပဲနေတိုင်းအောက်အီးနေရတာကိုကျွန်တော်မလိုချင်တော့ဘူးကိုကြောင်လေးခွေးလေးတစ်ကောင်လိုခံစားနေရတယ်လူတစ်ယောက်နဲ့မတူတော့ဘူးစုကျူမင်းတကယ်တော်တာပဲဒါမှမင်းပေါ့ဇလန်းရဲ့ချီနှောင်မှုကိုခံထားရတဲ့မင်းကမင်းအစ်မဟုတ်ဘူးဆိုတာသိချပါတယ်ကြည့်လိုက်ပါဦးကွန်မန့်တွေမှာမင်းကိုဘယ်လိုတောင်ချီးကျူးနေကြလဲဆိုတာကျွန်တော်ကကိုဘွားရဲ့အရှင်သခင်ပဲဖြစ်ချင်တာပါတိတ်ပြီးတော့ထူးချွန်ပြောင်မြောက်နေဖို့လည်းမလိုပါဘူးဒါပေမဲ့ကိုကိစ္စကိုကိုတိုင်းဆုံးဖြတ်ပိုင်ခွင့်ရှိပြီးကိုလုပ်ချင်တာကိုလုပ်ခွင့်ရှိရမယ်အခုကျွန်တော်လုပ်ချင်တာကတော့အလုပ်တစ်ခုလုပ်ပြီးလူမှုပတ်ဝန်းကျင်တွေကိုဝင်ဆန့်ချင်တာပါရတာပေါ့ကိုခြေထောက်ပေါ်ကိုရက်တီပြီးကိုယုံကြည်မှုရှိတဲ့အာချန်ဖြစ်ပြန်လာခဲ့ပါငါဒါမျိုးမမြင်ရတာနှစ်အတော်ကြာပြီအိုးရဲမင်းငါရဲ့လက်ထောက်ဖြစ်လုပ်ပြီးနောက်ကိုပဲနေတိုင်းလိုက်ခဲ့တော့တခြားရွေးချယ်စရာမရှိတော့ဘူးလားရှက်အန်းချန်စိတ်မဆိုးပါနဲ့တော့ရှက်အာချီကူမင်းကဘာမျက်လုံးနဲ့လဲမင်းကဘာမျက်နှာအမူအရာလဲမင်းကဘာသဘောထားလဲငါသိပါပြီငါဘောတူပါတယ်ငါနေတိုင်း24နာရီပတ်လုံးမင်းနဲ့အတူရှိဖို့တွေးမိတာနဲ့တင်ငါစိတ်မသက်မသာဖြစ်ရတယ်ဒီအကြောင်းပြချက်နဲ့ဆိုမင်းကျင်းနေပြီလားငါကလည်းမင်းကကိုညာမှာစိုးရင်လို့ပါမတော်လို့မင်းကအလုပ်ကိုအကြောင်းပြပြီးရွှန်ချန်စီကိုတိတ်တဆိတ်ထက်သွားရှာအောင်မလားနောက်ဆုံးကြတော့လေတင်းမလို့ဖြစ်ပြီးငါကပဲလာခဲ့ရအောင်မယ်ငါအခုမှသတိရတဲ့ထိုင်ရွန်ကအရင်တုန်းကပြောခုတယ်ပြီးခဲ့တဲ့တန်တရားတစ်ခုမှသူကရွအန်ချန်ကိုတက်ပြီးနောက်ငါနဲ့အတူတူလိုက်သွားခဲ့တဲ့အမှန်တိုင်းပြောရရင်ရှက်အာချီကငါ့ကိုတကယ်နှစ်တက်လိမ့်မယ်လို့ငါမထင်ဘူးဘာလို့လဲဆိုတော့တို့တွေရဲ့ဆက်ဆံရေးကတာမန်ပဲလေအခုဆိုမနက်စာနေ့လယ်စာစားရင်တောင်ရိုးရှင်းရှင်းပဲရန်ဖြစ်တတ်ကြတယ်တို့တွေရဲ့ဘဝပထမနှစ်20မှာဒီလိုအရာတွေကခဏဖြစ်ပျက်ခဲ့တာစကား2ခွန်း3ခွန်းလောက်ပြောပြီးရင်ရန်ဖြစ်တယ်ရန်ဖြစ်ပြီးရင်ပြန်ဆင်ပြေကြတယ်သူကဘာကြောင့်ဒီလိုမျိုးဆုံးဖြတ်ချက်ကိုချခဲ့ရတာလဲဆိုတာငါတကယ်စိတ်ကူးရက်ခတ်တယ်ရှက်အာချဒီကလည်းယွန်းချန်လိုပဲအကုန်လုံးစိတ်ယောဂရှိနေကြတာလားလူကတည်သွားပြီးမှပဲမိမိရဲ့နှလုံးသားကိုနားလည်နိုင်ကြပြီးနောက်တရားတက်ကြတာလားတော့ငါသိပြီးမင်းကိုအတွင်းရမှုလောက်ခိုင်းရင်အတွင်းရမှုပဲလောက်ခိုင်းလိုက်မယ်လေအနဲ့ရောင်ကားလေးကရှက်အိမ်တော်ရဲ့တကားကြီးရှိမှငိမ့်ညောင်းစွာရက်တက်လိုက်တဲ့အချိန်မှာအဝင်ထွက်လုံနေတဲ့ဝန်ထမ်းတွေကတတိမထားမိပဲခြေလမ်းတွေကိုနှိကွေးသွားကြတယ်ကားတကားပွင့်လာပြီးပထမဆုံးဆင်းလာတာကတော့သူတို့ရဲ့ပုံမှန်အတိုင်းအေးဆက်တည်ငြိမ်တဲ့အသွင်ဖြင့်ရှိတဲ့ဥက္ကဋ္ဌအလှပိုင်ရှင်ကြီးဖြစ်ပါတယ်လူတိုင်းရဲ့အကြည့်တွေကသူမရဲ့ဘေးနားမှာရှိတဲ့ငါစီကိုချက်ချင်းပဲအမြဲတမ်းဆွဲဆောင်ခြင်းခံလိုက်ရတဲ့ရှက်အာချီကပတ်ဝန်းကျင်ကစုပြုံကြလာတဲ့အကြည့်တွေကိုမကြားချင်အောင်ဆောင်ပြီးငါလက်ကိုတွဲကဥက္ကဋ္ဌတီးတန်းတက်လေကားစီကိုဓာတ်ရိုက်ရှောက်လန်းသွားခဲ့တဲ့ချက်ချင်းပဲထိမ့်မနိုင်သိမ့်မရတိုးတိတ်ပြောတန်တွေထွက်ပေါ်လာပြီးတတိရှိတဲ့ဝန်ထမ်းအချို့ကတော့ဖုန်းတွေကိုအမြန်ထုတ်လိုက်ကြတယ်လက်ရှိမှာတော့အုပ်စုလိုက်စကားပြောခန်းထဲမှာလူတွေအကုန်လုံး YouTube မတက်ပေါ်လော်ရိုက်ပြီးစာရီအပြိုင်ဆိုင်ပို့နေကြပါတယ်ဘာတွေဖြစ်နေတာလဲ
မန်နေဂျာကျူးအထွေထွေမန်နေဂျာရှိကအရန်ချောတဲ့အမျိုးသားတစ်ယောက်ကိုခေါ်လာတယ်ချောင်းချန်လားအဲ့ဒီအမတ်တရားတွေထဲမှာအမြဲတမ်းစိတ်ဆက်ပြီးဒေါသကြီးတတ်တဲ့မျက်လုံးထဲမှာလည်းရွှန်ချန်တစ်ယောက်ပဲရှိတဲ့ချောင်းချန်ကိုရှေ့ရချန်ကကုမ္ပဏီကိုခေါ်လာတာလားအတန်နဲ့အတူအထွေထွေမန်နေဂျာတီးတန့်တက်လေကားတကားကပြန်ပွင့်လာပြီးရှေ့ရချန်ကအရှိကနေအရင်ဆုံးထွက်လာပါတယ်သူမရဲ့နောက်ကကက်လျက်လိုက်လာတဲ့သူကတော့ကျမတို့ရုံးခန်းတစ်ခုလုံးကဝန်ထမ်းတွေကိုခဏချင်းမှတင်မှင်တက်ဆွန့်သွားစေတဲ့ဝေချက်မှာပဲငါရုံးခန်းထဲကိုလာခဲ့ပါဟုတ်ကဲ့အထွေထွေမန်နေဂျာရှေ့ကျူးကျူးကတော့ချက်ချင်းပဲစိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်ပြီးနောက်ကနေမဆိုင်မတွလိုက်သွားပါတော့တယ်အထွေထွေမန်နေဂျာရှေ့တခင်လေးဝေမင်္ဂလာနံနက်ခင်းမှာဗာများအမိတ်ရှိမလို့လေခင်ဗျာရှေ့ရချန်စကားမပြောရသေးခင်မှာပဲကျွန်တော်ကမျက်နှာကိုမောလိုက်ပြီးပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကြမှာဖြစ်တဲ့စိတ်လှုပ်ရှားမှုမျိုးနဲ့ပြောလိုက်ပါတယ်ကျွန်တော်အတွက်အလုပ်စပွဲတစ်ခုစီစဉ်ပေးဖို့ကူညီပေးပါဦးကျွန်တော်ဒီနေ့ကစပြီးအလုပ်ဆင်းတော့မလို့ငါနားကြများမှားသွားတာလားမဟုတ်ရင်ကုမ္ပဏီကိုအမြဲတမ်းပြဿနာရှာလေးရှိတဲ့ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာတခင်လေးဝေကကုမ္ပဏီမှာအလုပ်ဆင်းမယ်လို့ပြောတာကိုငါဘယ်လိုလုပ်ကြားနိုင်မှာလဲဒါကတကယ်ကိုသတင်းဆိုးတစ်ခုလိုပဲသူမကမတိစိတ်အရာရှေ့ရချန်ကိုကြည့်လိုက်ပြီးအတီးပြုချက်ရယူဖို့မျက်လုံးချင်းတောင်းဆိုလိုက်ပါတယ်ရှေ့ရချန်ကလည်းမတိမတာလေးခေါင်းညှိပြလိုက်ပါတယ်ငါရုံးခန်းထဲမှာစပွဲတစ်လုံးထပ်တိုးပေးလိုက်ပါအရင်ဆုံးရိုးရှင်းတဲ့အလုပ်တွေကနေစပြီးလုပ်ကင်ပါစေမဖြစ်ဘူးကျွန်တော်အပြင်မှာထိုင်ခြင်းနဲ့အားလုံးနဲ့အတူထိုင်ခြင်းလား